နောက်တယောက်အဆိုရှင်ကိုဖိတ်ခေါ်ပေးပါဦးမအစ်တာဟုတ်ကဲ့ပါအခုချိန်မှာတော့ကျမတို့ကိုမော်ဇက်ထန်နေပြီးတော့ငါကတော့ချင်းဝမ်းချင်းကိုနားထောင်ရမှာဖြစ်ပါတယ်အားလုံးလက်ခုပ်တွေမှာပြန်လဲချစ်ဆိုကြရအောင်ဟုတ်ကဲ့ပါဟာလေလုယာအားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီလိုမျိုးဖခင်ရဲ့ဂုဏ်တော်ချီးမွမ်းခွင့်ရတဲ့ဖခင်ရှင်နာမတော်ကြီးဘုန်းကြီးပါစေကျွန်တော်မချီးမွမ်းခွင့်ပါပါနော်ကျွန်တော်လောကမှာအသက်ရှင်တဲ့ချိန်မှာဖခင်ရဲ့ကျေးဇူးတော်ကကျွန်တော်ရောက်စင်မှာလုံလောက်တာဖြစ်တယ်ပေါ့နော်ဖခင်ရဲ့ကျေးဇူးကကျွန်တော်တို့ကဖခင်ကိုကျေးဇူးမပြုရင်တော့မှသူကကျွန်တော်တို့ကိုတစ်ဖက်တဲ့ကျေးဇူးပြုနေတဲ့ဖခင်ဖြစ်တယ်နော်တခါကျရင်ကျွန်တော်ကဆူတောင်းတာမရဘူးအပြေမရဘူးစိတ်ညစ်တယ်ဒီဖခင်ကဘာဖခင်လဲကျွန်တော်မေးခွန်းတွေထုတ်တယ်ဖခင်ကဝိုင်းဆိုပြီးမေးခွန်းတွေထုတ်တယ်ဒါပေမဲ့ဖခင်ကကျွန်တော်သိတဲ့ဖခင်ကတော့ကျွန်တော်ကိုယ်ကိုယ်တဲ့ဖခင်ကသူ့အချိန်နဲ့သူအလုပ်လုပ်တဲ့ဖခင်ဖြစ်တယ်သူ့အချိန်ကြပြီဆိုရင်တင်မတောင်းရင်လည်းတင်အောင်ပေးပြီးသားပဲကျွန်တော်မတောင်းရင်ကျွန်တော်ပေးပြီးသားပဲဘာဖြစ်လို့ကျွန်တော်ကိုယ်ကိုယ်တဲ့ဖခင်သူ့အချိန်နဲ့သူအလုပ်လုပ်တဲ့ဖခင်ဖြစ်တဲ့ဖခင်ဖြစ်တဲ့ဖခင်ကိုကျွန်တော်မေးခွန်းထုတ်မှစားဖြစ်နေတဲ့အချိန်တွေပေါ်မှာအကောင်းဆုံးအသက်ရှင်ပြီးတော့ကိုယ်ကိုယ်ဖို့ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါကြောင့်မို့ကျေးဇူးတော်လောက်ပေးဆိုခြင်းလေးနဲ့ထိုပြကိုချင်းဝမ်းခြင်းနဲ့ဂုဏ်ပြုခြင်းပါတယ်ဘဝမှာမောင်ဆုံးချိန်အကယ်၍ဖြစ်တဲ့ချိန်ကျွန်တော်ရဲ့ဘေးနာမြေတန်းရှိသူရဲ့ရှူငယ်တဲ့ချိန်တိုင်းဝိညာဉ်တွေမှာစကားပြောတယ်ကိုရောရှိကြောင်းတည်စေတယ်မျောလင်းနာတွေဖြစ်မလားဆုတောင်းနာတွေချမ်းသာတခင်မြတ်မောင်ကအဝေးထွက်သွားပြီလားငါတွေ့နေမိပါတယ်မေကွန်ထုံးမိလေဘယ်တော့မှဆိုတော့မကြံစီဘူးရုံနဲ့တခင်ကျေးဇူးတော်ကျွန်တော်တွေ့လောက်ပြီရေတွန်းလုံးဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါဒါရွေးကောင်းတဲ့အတန်စီတဲ့ကိုဆောင်နေခင်ကျေးဇူးတော်ကျွန်တော်တွေ့ဖို့ရှမ်းနေမောင်ဆုံးချိန်ကကယ်ရီဖြတ်တန်းချိန်ကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူရဲ့ငယ်တဲ့အချိန်တိုင်းဝိညာဉ်တွင်မှာစကားပြောတယ်ကိုရောရှိတောင်းတည်စေတယ်မျောလင်းနာတွေဖြစ်မလားဆုတောင်းနာတွေချမ်းသာတခင်မြတ်မောင်ကအဝေးထွက်သွားပြီလားငါတွေ့နေမိပါတယ်အချိန်ချင်းမေကွန်ထုံးမိလေခင်ဘယ်တော့မှဆိုတော့မချမ်းစီဘူးယုံနေတခင်ကျေးဇူးတော်ကျွန်တော်တွေ့လောက်ပြီတခင်ကျေးဇူးတော်ပြေတွယ်လို့မဆုံးနိုင်ဘူးအကောင်းမြတ်
ဆုံးပါအကြီးမြတ်ဆုံးပါသာရွေးကောင်းတဲ့အတန်စီတဲ့ကိုဆောင်နေကိတိစုတော်ကျွန်ုပ်တို့ပိုရှန်နေတခင်သေးစုတော်ကျွန်ုပ်တို့လောက်ပေခင်သေးစုတော်ရေတွယ်လို့မဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါဒါရွေးကောင်းတဲ့အတန်စီတဲ့ဘုဆောင်တဲ့ခင်သေးစုတော်ကျွန်ုပ်တို့ပိုရှန်နေဒါရွေးကောင်းတဲ့တန်စီတဲ့ဘုဆောင်တဲ့ခင်သေးစုတော်ကျွန်ုပ်တို့ပိုရှန်နေအာမင်ချမ်းသာရောက်စတဲ့ဘုံမှာဘုရားသားရဲ့ကောင်းကြီးပေးပါစေ အာမင်တခြင်းမှာပြောတဲ့အတိုင်းပဲကျေးဇူးတော်လောက်ပြီးတကယ်ပဲကျမတို့ဘယ်လောက်ပဲအခက်ခဲတွေများနေပါစေကျမဖျားသခင်ရဲ့ကျေးဇူးတော်ကကျမတို့အတွက်အမြဲတမ်းလုံလောက်နေတာဖြစ်ပါတယ်ဗောနော်